အားလုံးမင်္ဂလာပါလို့သခင်ယေရှုခရစ်တော်ဖခင်နာမတော်အဖြစ်နှုတ်ဆက်ချင်ပါတယ်မိမိရှိတဲ့နေရာတိုင်းမှာဖခင်ရှင်ထာမလာတော့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းကောင်းကြီးများခံစားရရှိနိုင်ပါစေမနှက်ဖြန်ဆိုတဲ့ကောင်းစင်လေးနဲ့နှုတ်ကပတ်တော်အနေငယ်ဝင်ငှချင်ပါတယ်ကျွန်တော်တို့လူတွေရဲ့တတ်တာမှာမနှက်ဖြန်ဆိုတာအမတန်မှအရေးကြီးတာဖြစ်ပါတယ်မနှက်ဖြန်တာမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဒီနေ့အသက်ရှင်ရတာဒီလဲအမတန်မှရင်းငွေစရာဖြစ်မယ်စိုးရိမ်စရာတွေလည်းဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့အသက်ရှင်ရတာဒီလဲမနှက်ဖြန်နဲ့အများကြီးပတ်သက်နေတာဖြစ်တယ်မနှက်ဖြန်အတွက်ကျွန်တော်တို့အသက်ရှင်နေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာလူတိုင်းအတွက်အမတန်မှအရေးကြီးတာဖြစ်ပါတယ်ဒါကိုတမန်ကျမ်းစာကလည်းကျွန်တော်တို့ကိုမနှက်ဖြန်နဲ့ပတ်သက်ပြီးတော့တွင်တင်ပေးတဲ့အရာတွေရှိပါတယ်ဒါကိုကျွန်တော်ယုံကြည်သူတွေကအမတန်မှလိုက်နာဖို့လိုအပ်တာဖြစ်တယ်အမတန်မှသိဖို့လိုအပ်တာဖြစ်ပါတယ်ဒါကြောင့်မနှက်ဖြန်နဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာကကျွန်တော်တို့ကိုတွင်တင်ပေးတဲ့အရာတွေထဲကနေအချက်နှစ်ချက်လေးနဲ့ကျွန်တော်အနေငယ်ခွန်အားပေးချင်တာဝေငှချင်တာဖြစ်ပါတယ်နံပါတ်1ချက်ကတော့ဘာလဲဆိုရင်မနှက်ဖြန်အတွက်မဝါကြွားနဲ့ဆိုတဲ့အရာပဲဖြစ်ပါတယ်ဖယားသခင်ကသူ့ရဲ့လူတွေဝါကြွားဖို့အလိုတော့မရှိဘူးသူ့ရဲ့သားသမီးတွေဝါကြွားတာကိုဖယားရှင်ကမနှစ်သက်ဘူးအထူးသဖြင့်မနှက်ဖြန်နဲ့ပတ်သက်ပြီးတော့ဝါကြွားတာကိုဖယားကမနှစ်သက်ဘူးဒါကိုတောက်တန်ကျမ်းခန်းကြီး29ခန်းငယ်1မှာကျွန်တော်တွေ့ရှိရတာဖြစ်ပါတယ်ဒါကိုရှောလမုန်မင်းကြီးကနေပြီးတော့ဒီလောက်ချမ်းသာတဲ့ရှောလမုန်မင်းကြီးဒီလောက်ပညာရှိတဲ့ရှောလမုန်မင်းကြီးကိုယ်တိုင်ကမနှက်ဖြန်ကဖျားမပါဘဲနဲ့သူဘာမှမတတ်နိုင်ဘူးမနှက်ဖြန်ကဖျားမပါဘဲနဲ့ဘာမှမဟုတ်ဘူးဆိုတဲ့အရာကိုသိတဲ့အခါမှာသူကဘာပြောလဲဆိုရင်တုတ်တန်ကျမ်းခန်းကြီး29ခန်းငယ်1မနှက်ဖြန်နေ့ကိုအမည်ပြုတ်၍မဝါကြွားနဲ့တရက်အတွင်းတွင်အဘယ်သို့ဖြစ်လိမ့်မည်ကိုမသိနိုင်ရှောလမုန်မင်းကြီးကမနှက်ဖြန်နဲ့ပတ်သက်ပြီးတော့မဝါကြွားဖို့ကျွန်တော်တို့ကိုတတိပေးတယ်လို့ပဲရှင်ယာကုပ်ကနေပြီးတော့လေဓမ္မသစ်ကျမ်းထဲမှာရှင်ယာကုပ်ဩဝါဒစာအခန်းကြီး၄အခန်းငယ်14ထဲမှာဗာပြောလဲဆိုရင်မနှက်ဖြန်နေ့၌အဘယ်သို့ဖြစ်မည်ကိုသင်တို့မသိကြသင်တို့အသက်သည်အဘယ်သို့သောအရာဖြစ်သနည်းခဏထင်ရှားပြီးမှကွယ်ပြောက်တတ်သောအခိုးငွေဖြစ်ကြ၏အဲကြောင့်ရှင်ယာကုပ်ကနေပြီးတော့လေကျွန်တော်ယုံကြည်သူတွေကိုတတိပေးတာကမိတ်ဆွေတင်းရဲ့တက်တာကိုတင်မပိုင်ဘူးပြီးရင်လည်းမနှက်ဖြန်ကိုလည်းတင်မပိုင်ဘူးဖျားလက်ထဲမှာပဲရှိတယ်ဒါကြောင့်တင့်မှာဝါကြွားစရာအခွင့်မရှိဘူးလို့ပြောတာဖြစ်ပါတယ်တခါလေကျရင်ကျွန်တော်ယုံကြည်သူတွေကမနှက်ဖြန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အသက်တာနဲ့ပတ်သက်ပြီးတော့ခဏဝါကြွားတတ်တယ်ပစက်အားဖြင့်ဝါကြွားတဲ့လူရှိတယ်လို့စိတ်ထဲကနေဝါကြွားတဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့အဲ့ဒီနှစ်ခုစလုံးကိုဖျားရှင်ကမနှစ်သက်ဘူးကျွန်တော်တို့စိတ်ထဲကနေဝါကြွားတဲ့အရာတွေကိုလည်းဖျားမြင်တယ်ပစက်ကကျွန်တော်တို့ဝါကြွားတဲ့မနှက်ဖြန်အတွက်ဝါကြွားတဲ့အရာတွေကိုလည်းဖျားရှင်ကအကုန်လုံးသိတယ်ဒါကြောင့်ဖျားကကျွန်တော်တို့ကိုတတိပေးတာဖြစ်ပါတယ်မနှက်ဖြန်အတွက်သင်မဝါကြွားနဲ့မနှက်ဖြန်မှာသင်ဘာဖြစ်မလဲဆိုတာသင်မသိဘူးဒါကြောင့်ကျွန်တော်ယုံကြည်သူတွေပထမဆုံးတမန်ကျမ်းစာကမနှက်ဖြန်နဲ့ပတ်သက်ပြီးတော့သင်ပေးတဲ့အရာကတော့မနှက်ဖြန်အတွက်မဝါကြွားနဲ့လို့ပြောတာဖြစ်ပါတယ်ဒါကိုယေရမိကနေဖြင့်ပရောဖက်ယေရမိကလည်းကျွန်တော်တို့ဗာပြောလဲဆိုရင်ဖျားသခင်ကိုတိကျွမ်းခြင်းနိုင်ပဲဝါကြွားကြပါတခြားအရာတွေမှာဝါကြွားစရာမရှိပါဘူးဖျားသခင်ကိုတိကျွမ်းခြင်းခရစ်တော်ဖျားကိုတိကျွမ်းခြင်းနိုင်ပဲကျွန်တော်ဝါကြွားဖို့တမန်ကျမ်းစာကကျွန်တော်တို့ပြောတာဖြစ်ပါတယ်နံပါတ်2အချက်ကတော့ဗာလဲဆိုရင်မနှက်ဖြန်အတွက်မစိုးရိမ်နဲ့ဆိုတဲ့အရာလေးပဲဖြစ်ပါတယ်အမတန်မှကောင်းပါတယ်ကျွန်တော်လူသားတွေကစိုးရိမ်တတ်တယ်ကျွန်တော်အပါဝင်ဒီမှာနားထောင်တဲ့လူတွေလည်းကျွန်တော်လူပဲစိုးရိမ်တတ်တဲ့လူတွေအများကြီးရှိမယ်လို့ကျွန်တော်ယုံကြည်တယ်
ဒါကိုချမ်းစာကတီးလို့ဒါကိုဘုရားသခင်ကတီးလို့365ကြိမ်နော်တစ်နှစ်ပတ်လုံးအတွက်မစိုးရိမ်နဲ့ဆိုတဲ့အရာကိုတမန်ကျမ်းစာကကျွန်တော်တို့ပြောပြတာဖြစ်ပါတယ်ဒါကိုသခင်ယေရှုခရစ်တော်ဘုရားကိုယ်တိုင်ကျွန်တော်တို့ကိုမစိုးရိမ်ဖို့ရှင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီး6အခန်းငယ်34မှာပြောတာဖြစ်ပါတယ်ထို့ကြောင့်နက်ဖြန်အဖို့မစိုးရိမ်ကြနဲ့နက်ဖြန်နေ့သည်မိမိအဖို့စိုးရိမ်လိမ့်မည်ယခုနေ့၌ရှိသောမကောင်းမသင့်သောအရာသည်ယခုနေ့ဖို့လောက်ပေ၏ဆိုသခင်ခရစ်တော်ဘုရားကျွန်တော်တို့ဗာပြောလဲထို့ကြောင့်နက်ဖြန်နေ့ဖို့မစိုးရိမ်ကြနဲ့ယေရှုခရစ်တော်ဘုရားကမနက်ဖြန်နေ့အတွက်မစိုးရိမ်နဲ့လို့ကျွန်တော်တို့ကိုပြောတာဖြစ်ပါတယ်လူတော်တော်များများနေပြီးတော့စိုးရိမ်တဲ့လူတွေကိုပြောတတ်တဲ့အရာရှိတယ်။နင်ဖျားသားမဟုတ်ဘူးလား။နင်ယုံကြည်သူမဟုတ်ဘူးလား။ဘာကြောင့်စိုးရိမ်တာလဲလို့ခဏခဏပြောတာကြားရတာ။ဒါပေမဲ့ယုံကြည်သူတွေလည်းကျွန်တော်တို့စိုးရိမ်တတ်တယ်။ဖျားသားသမီးတွေလည်းတစ်ခါလေကြားရင်တခြားလူတွေလိုပဲစိုးရိမ်တတ်ကြတယ်။ဒါကိုတမန်ကျမ်းစာကတီးလို့ခရစ်တော်ဘုရားကတီးလို့အချိန်ချင်းအတန်တန်သူ့ရဲ့သားသမီးတွေကိုတတိပေးတယ်အားပေးတာဖြစ်တယ်မစိုးရိမ်နဲ့မနှက်ဖြန်အတွက်မစိုးရိမ်နဲ့ဆိုခရစ်တော်ဘုရားကမစိုးရိမ်နဲ့လို့ပြောတဲ့အခါမှာဘာလို့ကျွန်တော်တို့သဘောပေါက်ရမှာလဲဆိုရင်သူတာဝန်ယူမယ်ဆိုတဲ့အရာကိုပြောချင်တာဖြစ်ပါတယ်ဘုရားကတင်မစိုးရိမ်နဲ့လို့ပြောတဲ့အခါမှာဘုရားကဘာလို့ပြောချင်လဲဆိုငါတာဝန်ယူမယ်တင်တဲ့အတူငါရှိတယ်မနှက်ဖြန်နဲ့အဖို့မစိုးရိမ်နဲ့မနှက်ဖြန်တဲ့အတွက်ငါပြင်ဆင်ပေးပြီမနှက်ဖြန်တဲ့အတွက်ငါတင့်အတွက်အစင်သင့်ဖြစ်နေပြီဆိုတဲ့အရာကိုပြောတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ယုံကြည်သူတွေကျွန်တော်စိုးရိမ်တဲ့အရာတွေကိုကျွန်တော်ကျွန်တော်ရဲ့ပညာကျွန်တော်ရဲ့စီးစိမ်တွေကိုကြည်ပြီးတော့စိတ်ချဖို့မစိုးရိမ်ဖို့တမန်ကျမ်းစာကပြောတာမဟုတ်ဘဲနဲ့ဖခင်သခင်ကိုအားကိုးပြီးတော့ကျွန်တော်တို့ကိုမကြည့်တော့ဘဲနဲ့ဖះကိုကြည့်ပြီးတော့အသက်ရှင်ဖို့ကိုဖះကပြောတာဖြစ်ပါတယ်။တမန်ကျမ်းစာမှာမြောက်များဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။မစိုးရင်ပါနဲ့။တင့်ကောင်းမှရှိတဲ့သပင်တွေအားလုံးဘယ်နှချောင်းရှိလဲဆိုတာတော့ဖះကရေထွက်တယ်။တင့်ကိုဂယုစိုက်တယ်။ဒါကြောင့်ဖះကကျွန်တော်တို့ကိုဂယုစိုက်တဲ့အတွက်ဖះသခင်ကကျွန်တော်တို့ကိုမစိုးရင်ဖို့ပြောတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့စိုးရင်တဲ့အခါမှာဘာလုပ်ရမလဲ။ဖះရှိကိုကျွန်တော်ဒူးထောက်ရမှာဖြစ်တယ်ဖះကိုပြန်ပြီးတော့စိုက်ချရမှာဖြစ်တယ်ဒါကြောင့်ရှင်ပေါလုကငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းတော်မူတော်ကိုငါတတ်ဆွမ်းနိုင်တယ်လို့ပြောတဲ့အခါမှာသူ့ကိုယ်သူမကြည့်တော့ခရစ်တော်ဖះကိုကြည့်တာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်စိုးရိမ်မှုတွေနဲ့တက်ရှင်တဲ့လူတွေရှိပါသလားခရစ်တော်ဖះကိုစိုက်ချရအောင်ခရစ်တော်ဖះ၌ကျွန်တော်ရဲ့ဝန်ထုတ်ဝန်ပိုးတွေအားလုံးကိုချထားရအောင်သူတာဝန်ယူပေးမှာဖြစ်ပါတယ်။အကြောင်းမနှက်ဖြန်အတွက်စိုးရိမ်တဲ့လူတွေခရစ်တော်ဖျားကိုအားကိုးရအောင်။ဆိုတမန်ကျမ်းစာကကျွန်တော်တို့ကိုမနှက်ဖြန်နဲ့ပတ်သက်ပြီးတော့အချက်နဲ့ချက်သင်ပေးတာဖြစ်ပါတယ်။နံပါတ်1ချက်ကတော့မနှက်ဖြန်အတွက်မဝါကြွားဖို့ဖြစ်ပါတယ်။ကျွန်တော်တို့အသက်တာဒီကျွန်တော်တို့မပိုင်ပါဘူး။မနှက်ဖြန်ကိုလည်းကျွန်တော်တို့မပိုင်ပါဘူး။ဖျားရှင်ပဲပိုင်ပါတယ်။ဒါကြောင့်ကျွန်တော်ဝါကြွားစရာရှိတယ်ဆိုရင်ဖះရှင်စီမှာပဲဂျေဇုတော်ချီးမွမ်းရအောင်သူ့ကိုတိကျွမ်းခြင်းနိုင်ပဲဝါကြွားဖို့ဖះလူတော်ရှိပါတယ်ဖះကကျွန်တော်တို့ကောင်းကြီးတွေပေးတဲ့အရာတွေရှိတယ်ဆိုရင်သူ့ရဲ့ဘုန်းတော်အတွက်အသုံးပြုရအောင်ဝါကြွားဖို့မဟုတ်ဘဲနဲ့ခရစ်တော်ဘုန်းထင်ရှားဖို့ပဲကျွန်တော်တို့ကအသုံးပြုရအောင်နောက်ပြီးကျွန်တော်တက်တာမှာရင်ဆိုင်နေရတဲ့အခက်အခဲတွေပြဿနာတွေအထူးသဖြင့်မနှက်ဖြန်ကိုဘလို့ကြော်လွှားမလဲလို့ကျွန်တော်တို့ရှိနေတဲ့အခြေအနေမှာရှိနေတဲ့လူတွေရှိလို့ရှင်လဲကျွန်တော်တို့ဖះအောင်အားကိုးရအောင်ကျွန်တော်တို့အားဖြင့်မဟုတ်ဘူးခရစ်တော်အားဖြင့်ပဲဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်မနှက်ဖြန်မှာလဲခရစ်တော်ဖះတာဝန်ယူပေးမှာဖြစ်ပါတယ်မနေ့ကဖះကကျွန်တော်တို့ကိုတာဝန်ယူပေးသလိုဒီနေ့မှလည်းဖះကတာဝန်ယူပေးနေသလိုလာမဲ့မနှက်ဖြန်မှာလည်းဖះကကျွန်တော်တို့ကိုတာဝန်ယူပေးအောင်မှာဖြစ်ပါတယ်ဆိုတဲ့အရာကိုယုံကြည်ခြင်းနဲ့ဖះကိုစိတ်ချပြီးတော့အသက်ရှင်ရအောင်ဒါကြောင့်မနှက်ဖြန်အတွက်မဝါကြွားပဲနဲ့မနှက်ဖြန်အတွက်မစိုးရင်ပဲနဲ့ဖះရှင်ကိုပဲအားကိုးပြီးတော့အသက်ရှင်ကြဖို့ရောက်စီတိုင်းကိုဒီနောက်ကပတ်တော်အားဖြင့်
ခွန်အားပေးချင်ပါတယ်ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေအာမင်